ba Matanai Naneli Piozia Shilalu Chapio me Piozia Suda I don't teach at a time, baby. Now, Sondo Kalai, Jesus or Kalai, not so by the Yolaro. Nemila Canari, Kasuri, Chancellor Mataki, Shupiogere, Yari, Miai, Aloni Baptizum, Twitter. So, detail Nevirama. Diga. Dine Piojanaro Chansago a cheap pupilo a lueri pionida a lueri pionida Ara Yumchiduri Dwe and the Shide the sea lepside So Ara Neneli Wingajana Maninyaro Austria Mashide The media sia messenger ma video clip le tku poh pi do tu la me de so di tami ne ya tu mi kin ne yo Malaysia ma kin min ne yin ni de tro ai ma le te bu de to tro ai maကျွန်တော်မိတ်ဆွေဆရာတယောက်ကအတူနေတော့အတူတို့ share ပြီးငားနေကြတော့အဲ့ဆရာစီမှာတွားတဲရင်းနဲ့တို့အိမ်ပေါ့လေတဲဘူးတယ်ခင်မင်းရင်းနေတယ်ဒီကလေးမလေးကနှုတ်ကပတ်တော်တော်လေးနားထောင်တယ်လိုက်တယ်အတွေးမြင်လဲရှိတယ်ဩစတြေးလျမှာသူကပညာသင်တယ်ပညာရေးကိုဆက်ပြီးကြိုးစားတယ်တော်လေးအဆင့်ရှိတဲ့ပညာရက်ဘာသာပေဒနော်ဘဝတစ်ခုကိုသူရဖို့အတွက်ကြိုးစားနေတာဖြစ်တယ်ဒါပေမဲ့နှုတ်ကပတ်တော်လဲသူကလိုက်တယ်နားထောင်တယ်သူက video clip လေးတစ်ခုပို့ပြီးတော့မေးလာတယ်သူ့ထဲမှာ confused ဖြစ်နေတာပေါ့လေမရှင်းမလင်းဖြစ်နေတာဆိုတော့ video clip လေးကဘိတ်သိက်အကြောင်းပြောထားတာနော်အဲ့တော့ဘိတ်သိက်အကြောင်းနည်းနည်းပြောချင်တယ်ဘိတ်သိက်နော်ဘိသိက်မဟုတ်ဘူးဘိတ်သိက်ဒီနေရာမှာဆရာသမားတချို့လည်းနည်းနည်းမှတ်စေချင်ပါလေမြန်မာစကားမှာရေးတော့အမှန်ဖတ်တော့အတန်ဆိုတာရှိတယ်နော်ဒီဘိတ်သိက်ကိုရေးတော့ဘိသိက်လို့ရေးတယ်ဖတ်တဲ့အခါမှာဘိတ်သိက်လို့ဖတ်တယ်ဥပမာဆိုပါစို့ပြိတာနော်ပိတ်တာလို့ဖတ်တယ်ရေးတာတော့ပြိတာလို့ရေးတယ်ရေးတော့အမှန်ဖတ်တော့အတန်တပြိတော်နော်တပြိတော်လို့ရေးတယ်ဒါပေမဲ့ဖတ်တဲ့အခါမှာတော့တပည့်တော်လို့ဖတ်ကြတယ်ဒီလိုလေးတွေပေါ့မှတ်စသဖြင့်နော်ဒီຢာလေးတွေဆိုတော့ရေးတော့အမှန်ဖတ်တော့အတန်ဆိုတဲ့ဟာလေးကိုသတိလေးထားပြီးတော့ပေါ့နော်ဘိသိက်မဟုတ်ဘူးတော့ကြတော့စောတဖန်တုံဖြစ်နေအောင်ပဲဟုတ်လားပမာစကားအတားလေးပါယုံကြည်သူကရင်ညီကိုတယောက်ရှိတယ်တဲ့ကြောက်ကြားဘူးတာပါနော်ရှိတယ်တဲ့တော့သူကကျန်းစာဖတ်တယ်ကျန်းစာဖတ်တော့ကျန်းစာထဲမှာဓမ္မသစ်ကျမ်းထဲမှာခရစ်ဝင်ကျမ်းတွေထဲမှာသူကဘာတွေ့လဲဆိုတော့တဖန်တုံယေရှုမိတ်တော်မူသည်ကတဖန်တုံယေရှုမိတ်တော်မူသည်ကဆိုတော့သူတွေ့ခဏနော်ချမ်းသာအဲ့တော့သူကစဉ်းစားတယ်အေးယေရှုခရစ်ကဒီတဖန်တုံဆိုတဲ့လူကိုတော်တော်ချစ်တာပဲခဏသူ့ကိုစကားပြောတယ်နော်လို့သူအဲ့လိုမျိုးစဉ်းစားတယ်တဲ့ဘာလို့သူတဖန်တုံဆိုတာသူကလူနာမည်လို့ထင်တာဟုတ်နော်အဲ့တော့ယေရှုကတဖန်တုံယေရှုမိတ်တော်မူသည်ကားဆိုတော့ဟာဒီယေရှုကတဖန်တုံတော်တော်ချစ်တာပဲကွာဟောလေနောက်တော့ဒီညီကိုကအိမ်တောင်ချပြီးတော့ကလေးရတယ်တဲ့ကလေးရတော့မွေးလာတဲ့ကလေးကသားလေးတဲ့ယောက်ျားလေးနော်ဒါနဲ့သူကဒါသဘောကျတဲ့ချမ်းသာတဲ့ယေရှုအလွန်ချစ်တဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့မှသူ့သားကိုနာမည်ပေးလိုက်တယ်တဲ့စောတဖန်တုံဆိုပြီးတော့နာမည်ပေးလိုက်တယ်ဆိုတော့ဒါဟာသားလေးပါနော်အခုလည်းအဲ့ဒါဘိသိက်အကြောင်းပြောချင်တာဆိုတော့ယေရှုခရစ်တော်ကဘိသိက်သူ့ရဲ့နာမည်ကိုကနော်သူ့နာမည်ကိုက Christ ဆိုတဲ့နာမည်ကိုက anointing one ဘ
တိတ်ခံပုဂ္ဂိုလ်သူကဘာဘယ်ရမှဟိုဟာကြောင့်ဒီဟာကြောင့်အဲ့တော့ဒီဟာလေကျုပ်ပြောဦးမယ်ဒီသမီးငယ်လေးဩစတြေးလျသမီးငယ်လေးကကျွန်တော်ပို့ပေးတဲ့ဗီဒီယိုကလစ်လေးမှာကဝင်ရထားတဲ့ဟာလေးတွေကအချက်လက်လေးကောင်းပါတယ်ကောင်းတယ်အချက်လက်ကလေးတွေနော် first လေး information လေးတွေကောင်းတယ်ကျန်းစာအကြောင်းကိုကျန်းစာတော့တစ်ပိုက်မှဖတ်မသွားဘူးကျန်းစာထဲမှာပါတဲ့အဖြစ်ပြက်ကိုအခြေပြုပြီးတော့ပြောသွားတာဒါပေမဲ့လေပြောမယ်တလွဲနေတယ်နော်လွဲနေတယ်အဲ့တော့ယေရှုခရစ်တော်ဆိုတဲ့နာမည်ကဗိတ်သိက်ခံတော်ပုဂ္ဂိုလ်တော်မြတ်အဲ့တော့ယေရှုခရစ်တော်ဗိတ်သိက်ရဖို့အတွက်ဘာမှလုပ်ဆရာမလိုဘူးဘယ်သူစီမံတော့သွားဆရာမလိုဘူးယေရှုခရစ်တော်ဗိတ်သိက်ရဖို့ယေရှုခရစ်တော်ဗိတ်သိက်ကသူလူစားတိမခံယူကြတဲ့လာပြီးသားအဲ့တော့ရှင်လုကာခရစ်ကျမ်းအခန်းကြီး၄အခန်းငယ်စခွန်နေစပြီးဖတ်မယ်လုကာ၄စခွန်နေပြီးတော့ဇေယျဆောင်သည်ပရောဖက်ဟေရှာယ၏ကျမ်းစာကိုပေးသည်ဖြစ်၍ကျမ်းစာကိုဖွင့်တော်မူလျှင်တွေ့သောအချက်စကားဟုမူကားထာဝရဘုရား၏ဝိညာဉ်တော်သည်ငါအပေါ်၌တည်တော်မူ၏ရှင်းနော်အကြောင်းမူကားစင်ရဲသားတို့အားဝမ်းမြောက်စရာတည်င်းကိုကြားပြောစေခြင်းကငါကိုဗိတ်သိက်ပေးတော်မူပြီခြေမွသောသူတို့၏အနာကိုပျောက်စေခြင်းက၎င်းဖန်သွားချုပ်ထားတဲ့ရှိသောသူတို့အားလွတ်ခြင်းအကြောင်းဖြင့်မျက်စိကန်းသောသူတို့အားမျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းက၎င်းညင်စေခံရသောသူတို့ကိုကယ်မစေခြင်းက၎င်းထာဝရဘုရား၏မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းက၎င်းငါကိုစေလွတ်တော်မူပြီဟုလာသည်ကျမ်းစာကိုလက်၍ဇေယျဆောင်အားပေးပြီးမှထိုင်တော်မူ၏ဇေယျ၌ရှိသောသူအပေါင်းတို့သည်ကိုယ်တော်ကိုစစ်ကြည့်လျက်နေကြ၏ယေရှုကလည်းယနေ့ပင်ဤကျမ်းစာချက်သည်သင်တို့ကြားသည့်အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ၏အဲ့ဒါဟေရှာယအနာဂတ်ကျမ်းမှာပရောဖက်ဟေရှာယကခရစ်တော်ဒီဟူသောအရှင်သခင်ဗိတ်သိက်ခံပုဂ္ဂိုလ်တော်သည်ယေရှုဆိုတော့လူစားတိလာခံမယ်ဆိုတော့ကြိုတင်ပရောဖက်ပြုထားတဲ့အချက်တွေထဲမှာအဲ့ဒီယေရှုဒီသောပုဂ္ဂိုလ်ဟာဗိတ်သိက်ခံပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကြိုပြီးပြောပြီးသားခရစ်တော်မကြွလာခင်နှစ်ထောင်ချီပြီးတော့ကြိုပြောပြီးသားအဲ့ဒါယေရှုကဟိုလူစီသွားမှာဟိုဟာလုံးမှာဒါလုံးမှာဗိတ်သိက်ရတာမဟုတ်ဘူးနော်လွဲနေတယ်နော်ဆိုတော့အဲ့တော့ဒီမှာထာဝရဘုရားဝိညာဉ်တော်သူ့ပေါ်မှာတည်တယ်သူဗိတ်သိက်ရတယ်လို့ပြောတယ်ယေရှုခရစ်တော်ကနော်အဲ့တော့ခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်တော်မြတ်ကလူမဟုတ်ဘူးနော်ဖျားဖြစ်တယ်ယေရှုဆိုတဲ့လူဇာတိလက်ခံတာလူဇာတိရာခိုင်နှုန်း100ရာခိုင်နှုန်းရှိတယ်ခရစ်တော်ဖျားဇာတိရာခိုင်နှုန်း100ရာခိုင်နှုန်းရှိတယ်ဒါအသေးခံခြင်းထောက်မြောက်ခြင်းကြားထဲမှာကားတိုင်းကွာခြားတယ်ဆိုတော့ထားလိုက်ပါတော့ဒီຢာတွေကတော့နော်ဆိုတော့ယေရှုခရစ်တော်ကဗိတ်သိက်ခံဖို့ဘသူစီမှသွားစီရမလို့ဘာမှလုပ်စီရမလို့ဘယ်အရာကြီးမှကျင့်စီရမလို့ဘယ်လိုမျိုးပုံစံမှသူကဖြစ်စီရမလို့ခရစ်တော်ဆိုင်ကဗိတ်သိက်ခံတလွဲတွေရှောက်မပြောနဲ့ယုံကြည်သူတွေကိုလမ်းလွဲစေတာယုံကြည်သူတွေရဲ့အတွင်းထဲမှာအတွေးမှားစေတယ်အမြင်မှားစေတယ်ခံယူချက်ကိုလွဲစေတယ်ယုံကြည်မှုကိုလွဲစေတယ်လူတွေကကို promote လုပ်တယ်ကိုချီးမြှောက်တယ်အဲ့ခါကျကျမ်းစာကိုအခြေပြုတော့လူတွေကသူတို့ကိုချီးမြှောက်ပါမိကြောင်းသူတို့စိတ်ကပ်ပါမိကြောင်းသူတို့နောက်ကိုလိုက်ပါမိကြောင်းဒါတွေရှောက်လုပ်တယ်နောက်ဆုံးတော့ကာလရဲ့အလွဲတွေဖြစ်တယ်ဒီຢာတွေကဒါလည်းနမိတ်လက္ခဏာတစ်ခုတည်းမှာပါတဲ့အရာတွေပဲယုံကြည်သူတွေလည်းသိချလေးနားထောင်ပါကျွန်တော်ပြောမယ်ယုံကြည်သူတွေကျမ်းစာကိုသိချဖတ်ကျမ်းစာဖတ်တဲ့အခါမှာဟိုတုတ္တယတပုံစံမျိုးဝိတုပုံစံမျိုးအကြောင်းအရာတစ်ခုပုံစံမျိုးမဖတ်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားကတင့်ကိုအလင်းပေးခြင်းဖွင့်ပြခြင်းတွင်တင်ခြင်းခံရသည်ဒီကျမ်းစာကိုဖတ်ကျမ်းစာစိတ်သိချကြည့်တခုတော့ရှိတယ်နားထောင်ကြည့်ဘယ်သူဘာပြောလဲနားထောင်ကြည့်ပြီးတော့လေဟေရှာယနာဂတိကျမ်းမှာပဲပြောတယ်နော်ဘာပြောလဲနှုတ်ကပတ်တော်ကို၎င်းသူတို့ဒေသနာကို၎င်းနဲ့တက်တဲ့ခံချက်ကို၎င်းနားထောင်ကြကုန်နှုတ်ကပတ်တော်နဲ့မညီလင်သူတို့၌အာယုံမတက်သေးရဲ့နှုတ်ကပတ်တော်နဲ့စိတ်တိုက်ဆိုင်ပြီးတော့ကြည်အနဲ့အတိတ်ပဲဝိညာဉ်တော်ပေါ်ပြတဲ့အရာမညီဘူးဆိုရင်အာယုံမတက်သေးဘူးဆိုတာပါတယ်သိလားအလင်းမရသေးတာကျွန်တော်ပြောမယ်လူမှာအုံနောက်ရှိတယ်တွေးခေါ်စဉ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်ရှိတယ်အဲ့ဉာဏ်နဲ့ဉာဏ်ပြန်ဉာဏ်ဝါဆိုတော့အဲ့ဒီ thinking တွေနော် thinking အတွေးတွေကိုယ့်ရဲ့ idea တွေကိုယ့်ရဲ့အတွေးတွေကို promote လုပ်တဲ့အရာတွေအဲ့ဒီအတွေးတွေကထွက်လာအာယုံ၅ပါးတွေကထွက်လာတဲ့အရာအလုံးကအလွဲပဲအမှားပဲတန်ရှင်းသောဝိညာဉ်တော်ကဝိညာဉ်အရာတွေကိုဝိညာဉ်လူကိုပေါ်ပြတယ်တွင်တင်ပဲ့တယ်
ဒီအောင်ကျွန်တော်တက်တာထဲမှာတည်တည်ချာချာလေးသိမြင်နားလည်ဖို့အတွက်လိုတယ်အဲ့တော့ဒါဆိုရင်ယေရှုခရစ်တော်ကပိတ်သိက်ခံပုဂ္ဂိုလ်မွေးလာတဲ့မေရောမာရိရဲ့ဝမ်းမှာတရှင်တော်ဝိညာဉ်တော်ရဲ့ပိတ်သိက်တကောနဲ့တရေတဲ့ပြီးမွေးလာတာဘာမှလုပ်ဆရာမလိုဘူး तू ကခရစ်တော်ကပိတ်သိက်ခံပုဂ္ဂိုလ်ဆိုတော့နောက်ဆုံးပြောကြခြင်းဆိုရင်ပြောမယ်နော်ဗတ္တိဇံဆရာယောဟန်စီမှာယေရှုခရစ်တော်သွားပြီးတော့မှဗတ္တိဇံခံတယ်ပြောတဲ့စကားကဘာပြောလဲအလုံးစုံသောတရားကိုကျင့်သင့်သည်ဖြစ်၍ယခုအခွင့်ပေးပါဒီလိုပြောတာနော်ယေရှုခရစ်တော်ကကျွန်တော်ဗိသိက်လိုချင်လို့ယခုကျွန်တော်ဗတ္တိဇံပေးပါလို့မပြောဘူးယေရှုခရစ်တော်ကယခုကျွန်တော်ဗိသိက်လိုချင်လို့ကျွန်တော်လာပါတယ်လို့မပြောဘူးနောက်တစ်ခုကယောဟန်ရဲ့တရားဟောနေတဲ့ဟာတွေတရားဟောပွဲတွေမှာယေရှုခရစ်တော်ရှိမရှိမသိဘူးယောဟန်ကဟိုမှာလူတွေကိုဗတ္တိဇံပေးနေတယ်ဆိုတော့တကယ်တော့ခရစ်တော်ကယောဟန် prophet ဆိုတာသိတယ်လေနောက်ဆုံးတော့ပုဂ္ဂိုလ်နော်တကယ်ရှုခရစ်ကိုယ်တိုင်အမှတ်ပေးတယ်လူမိန်းမဖွားမြင်သောသူတို့တွေဗတ္တိဇံဆရာယောဟန်တဲ့မြင့်သောသူတယောက်မှမရှိတယ်ဒါပေမဲ့အောက်ကဆက်ပြောတယ်သို့တော့နိုင်ငံတော်မှာတော့အငယ်ဆုံးသောသူကသူ့ထက်မြင့်တယ်လို့ပြောသေးတယ်အဲ့ဒါနောက်ပိုင်းမှာဝိညာဉ်အရာတွေနော်ဝိညာဉ်အရာဆိုတော့နောက်တစ်ခုကယေရှုခရစ်တော်ဗတ္တိဇံဆရာယောဟန်စီမှာဗတ္တိဇံခံတဲ့အခါကောင်းကင်ပွင့်လက်တယ်ဝိညာဉ်တော်ကဂျုံငဲ့အသွင်နဲ့ဆင်းသက်လာတယ်ကောင်းကင်အတန်တော်ကဤသူကငါနှစ်သက်မျက်နှိုးရာငါဤချစ်သားပေဒီလို့ပဲပြောတာဖြစ်တယ်နော်ဒီဟာလေးပဲနောက်တော့ဗတ္တိဇံဆရာယောဟန်လည်းသူ့တပည့်တွေနဲ့တော်ဗတ္တိဇံနေပေးယေရှုခရစ်တော်လည်းသူ့တပည့်တော်တွေဟိုအဲနုံရဲ့ရေမြန်းတဲ့မှာဗတ္တိဇံနေပေးနော်ဆိုအမျိုးဒီလိုသွားနေကြတာအဖွဲ့နှစ်ဖွဲ့ရှိတယ်ယေရှုရဲ့တပည့်အဖွဲ့နဲ့ယောဟန်ရဲ့တပည့်အဖွဲ့အဲ့တော့ယောဟန်တပည့်တွေကလာပြောတယ်ယောဟန်စီမှာဆရာဗတ္တိဇံပေးလိုက်တဲ့လူဆရာဤလောကရဲ့အဖြစ်ကိုဆောင်သွားတော့ဘုရားသခင်သိုးသခင်ကိုကြည်လို့ဆရာအမှတ်ပြတယ်လူတဲ့အဲ့ဒီလူကသူ့တပည့်တွေနဲ့ဟိုအဲနုံရမှာဆရာတဲ့များသောသူများကိုဗတ္တိဇံပေးလျက်နေပါပြီလို့ပြောတယ်အဲ့ဒီမှာယောဟန်ကပြောလဲထိုသခင်မူကားတိုးပွားခြင်းရှိရမည်ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်လို့ပြောတယ်အဲ့တော့ဒီနှစ်ဖွဲ့ကွဲပြီးလိုက်နေတဲ့အခါမှာခေါင်းနှလုံးဖြစ်နေတယ် leader ကနှစ်ယောက်ဖြစ်နေတယ်ဥဆောင်တော်သူနှစ်ယောက်ဖြစ်ပြီးနှစ်ဖွဲ့ဖြစ်နေတယ်အဲ့တော့ဘုရားသခင်ကဘာလုပ်လဲနော်ဘုရားသခင်ဘာလုပ်လဲခေါင်းနှလုံးမှာစစ်မှန်သောခေါင်းကိုတတ်ဖို့အတွက်တခြားခေါင်းကိုပယ်ရတယ်ကျွန်တော်တို့ကလည်းဒီလိုပဲလူစားတိခေါင်းချက်တပတ်မြင့်ဆွေရဲ့ခေါင်းဒီခေါင်းကလေသိအောင်ဆရာခေါင်းတယ်နော်ကျွန်တော်ပြောမယ်ဒီခေါင်းမှာအုံနောက်ရှိတယ်တွေးခေါ်စဉ်းစားစင်ကြယ်တတ်တဲ့အုံနောက်ရှိတယ်ဒီခေါင်းမှာမြင်တတ်တဲ့မျက်စိရှိတယ်ဒီခေါင်းမှာကြားတတ်တဲ့နားရှိတယ်ဒီခေါင်းမှာစကားပြောတတ်တဲ့နှုတ်ရှိတယ်ဒီခေါင်းမှာအရသာခံတတ်တဲ့ရှာရှိတယ်ဒီခေါင်းမှာအထီအတွေ့ဖြစ်လောက်တတ်တဲ့အရေးပြားရှိတယ်အာယုံ၅ပါးစလုံးကဒီခေါင်းမှာရှိတယ်ကျွန်တော်ပြောမယ်အာယုံ၅ပါးဆိုတဲ့ဇာတိပဲဖះကိုအာယုံ၅ပါးနဲ့ကိုးကွယ်လို့မရတော့နှုတ်ကပတ်တော်ကလည်းအာယုံ၅ပါးနဲ့တွေးခေါ်ဆင်ခြင်စဉ်းစားမှုနဲ့အနက်မပေါ်ဘူးဝိညာဉ်တော်ပေါ်ပြမှာပေါ်တာဖြစ်တယ်နှုတ်ကပတ်တော်ဆိုတာဝိညာဉ်ရေးရဆိုတာအဲ့တော့ဘာလို့လဲဒီနှစ်ဖွဲ့ယေရှုရဲ့တပည့်အဖွဲ့နဲ့ယောဟန်ရဲ့တပည့်အဖွဲ့နှစ်ဖွဲ့ဖြစ်နေတယ်တော့ဘုရားခင်ဘာလုပ်လိုက်လဲယောဟန်ဗတ္တိဇံဆရာယောဟန်ကိုခေါင်းဖြတ်လိုက်တယ်ဗတ္တိဇံဆရာယောဟန်ခေါင်းဖြတ်ပွဲသိမ်းမယ်ခေါင်းဖြတ်သွားတယ်အဲ့တော့ရည်စရာလိုနဲ့နောက်ဆုံးဘာခေါင်းကြံလဲခရစ်တော်ရဲ့ခေါင်းကြံတယ်အဲ့တော့ဗတ္တိဇံဆရာယောဟန်ရဲ့တပည့်တွေရတဲ့ယောဟန်လောင်းကိုယူပြီးတော့ယူလိုက်တယ်ပြီးတဲ့ခါမှာသူတို့အားလုံးခရစ်တော်နောက်ကိုလိုက်သွားတယ်ခရစ်တော်ရဲ့တပည့်ပဲဖြစ်တယ်ယေရှုရဲ့တပည့်ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေအတွက်ဗိသိက်ကိုကျွန်တော်ကဝေငှချင်တာကကောရိန္သုဩဝါဒစာဒုတိယဆောင်နော်နိကော1:21ကောရိန္သုစာဒုတိယဆောင်အခန်းကြီး1အခန်းငယ်21မှာပြောလဲသင်တို့နှင့်ငါတို့ကိုခရစ်တော်၌တည်စေ၍ဘိသိက်ပေးတော်သူကဖျားသခင်ဖြစ်သည်နောက်တစ်ခါပြန်ဖတ်မသိချင်တာတော့နိကော1:21သင်တို့နှင့်ငါတို့ကိုအားလုံးဒါတမန်လူရှင်ဘောလူကသင်တို့ဆိုယုံကြည်သူတွေကိုပြောတာအသင်းတော်ကိုပြောတာနော်အသင်းတော်ယုံကြည်သူအားလုံးကိုပြောတာသင်တို့နဲ့ငါတို့မကွဲပြားဘူးခွဲခြားခြင်းမရှိဘူးငါတို့လို့ပြောတာတမန်တော်တွေသူကပေါလုကတမန်တော်အရာနဲ့ပြောတာအဲကြောင့်မို့ reverend ပဲဖြစ်ဖြစ်သင်ရုပ်ပဲဖြစ်ဖြစ်ခေါင်းဆောင်ပဲဖြစ်ဖြစ်ဗိသိက်ခံတော်သူပဲဖြစ်ဖြစ်ဆိုတော့တမန်တော်ပဲဖြစ်ဖြစ်အတူတူပဲယုံကြည်သူနဲ့အတူတူပဲယုံကြည်သူမင်းတို့နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍တခြားနေရာမှာတည်စေတာမဟုတ်ဘူးနော်အသင်းတော်မှာတည်စေတာမဟုတ်ဂိုင်းကနာမှာတည်စေတာမဟုတ်ဆရာမှာတည်စေတာမဟုတ်ဩဝါဒမှာတည်စေတာမဟုတ်ဘူးကျွန်တော်တခုပြောမယ်ဖြတ်ပြီးတော့မှလူကဖယားရဲ့ဗိသိက်ကိုပေးနိုင်တယ်ဆိုရင် तू ကဖယားတဲ့ပုံကြီးလို့လားतू ကဖယားတဲ့ပုံမြင့်လို့လားတေချာစဉ်းစားတေချာလင်းစင်ချင်းနှုတ်ကပတ်တော်အဲ့တော့ဘာပြောလဲသင်တို့နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးတော်သူကဖယားခင်ဖြစ်သည်ဗိသိက်ပေးတော့ဖယားခင်ပဲဗိသိက်ပေးတယ်အဲ့လိုဗိသိက်ပေးတဲ့အခါမှာခရစ်တော်အထဲမှာတည်စေတယ်တခြားနေရာမှာတည်စေတာမဟုတ်ဘူးနောက်တစ်ခုကကွဲပြားခြားနားခြင်းမရှိဘူးယုံကြည်သူနဲ့တမန်တော်တူတူပဲ
တူတူပဲတဒန်းနဲ့ပဲခရစ်တော်ထဲမှာတည်စီထားတယ်အဲ့တော့ဒီဘိသိက်ကဘယ်ရလာလဲဘုရားသခင်စီရလာတယ်အဲ့တော့ဘယ်လိုပုံစံနဲ့လဲတဲ့ဒါလေးကျွန်တော်ဖတ်ပြမယ်ကောရိန္သုဩဝါစာပထမဆောင်အခန်းကြီး7အပိုင်းငယ်7ကနေစဖတ်မယ်တစ်ကော7ကစဖတ်မယ်ဥပမာကကိုတစ်ခုတည်း၌အင်္ဂါအများရှိသည်ဖြစ်၍ထိုတစ်ခုတည်းသောကိုဤအင်္ဂါအပေါင်းတို့သည်များလျက်နှင့်ကိုတစ်ခုတည်းဖြစ်တဲ့ကဲ့သို့ထိုနည်းတူခရစ်တော်ဖြစ်၏အကြောင်းမူကားယူဒလူဖြစ်စေဟေလသလူဖြစ်စေကျွန်ဖြစ်စေလူလွတ်ဖြစ်စေငါတို့ရှိသမျှသည်ဝိညာဉ်တော်တပါးသည်အဖြစ်တကိုယ်တီးထဲသို့ဗတ္တိဇံကိုခံကြ၏အားလုံးယုံကြည်သူအားလုံးကျွန်ဖြစ်စေလူလူဖြစ်စေယူဒလူဖြစ်စေဟေလသလူဖြစ်စေအားလုံးယုံကြည်သူအားလုံးက in one body ခန္ဓာကိုယ်တစ်ခုတည်းရဲ့အထဲထဲမှာ by the one spirit ဝိညာဉ်တော်တပါးသည်အဖြစ်ဗတ္တိဇံကိုဖြစ်တယ်ဘိသိက်ကိုဖြစ်တယ်လို့ခံရတယ်လို့ပြောတယ်ကျမ်းစာအဲ့တော့အဲ့ဒီကိုကဘာလို့ကိုခရစ်တော်အထဲထဲမှာတကိုယ်ဒီ one body ဆိုခရစ်တော်ရဲ့ကိုယ်တစ်ခုတည်းထဲမှာတန်ရှင်းသောဝိညာဉ်တော်တပါးတည်းကနေပြီးတော့ဗတ္တိဇံခံစေမြောက်နှံပြီးတော့ခရစ်တော်အထဲထဲကိုထည့်လိုက်ခရစ်တော်အထဲထဲကိုမြောက်ဗတ္တိဇံရဲ့ပုံနဲ့ကအ내ဒိတ်တွေကမြုပ်နှံခြင်းခရစ်တော်ရဲ့အထဲထဲမှာမြုပ်နှံလိုက်ပြီးတော့မှဝိညာဉ်တော်ကဗတ္တိဇံပေးပြီးတော့မှဘိသိက်ကိုတက်ရောက်စေတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဘယ်လူမှဘိသိက်မပေးနိုင်ဘူးဘယ်ဖုန်းကြီးမှဘိသိက်မပေးနိုင်ဘယ်ပါစတာမှဘိသိက်မပေးနိုင်ဘူးဘယ်ရဗရမှဘိသိက်မပေးဘယ်လိုပုံပုံမျိုးမှဘိသိက်မပေးနိုင်ဘိသိက်ပေးတာဘုရားသခင်ကပေးတာဝိညာဉ်တော်အပြင်ဘိသိက်ပေးတယ်ဒါကြောင့်ယုံကြည်သူရဲ့အသက်တာမှာလူရကျင်တယ်လေတိရမလားလူကရွှေဆိုရကျင်တာငွေဆိုရကျင်တာတဲချေကြိုက်တယ်ပဲဘိသိက်တကိုးပြပြဝဝနီနီဖြူဖြူလားအချလောပါညာအကုန်ရကျင်တာပေါ့လူကနော်တက်မဲ့တယ်ဆိုတော့ဒီအရာလေးတွေရချင်တဲ့အရာလေးတွေကိုမြားပြီးကျွန်တော်ပြောလိုက်မယ်အဲ့ဒါဗါလေသလားတဆေးထဲတာဖြစ်တယ်တဆေးစင်ကြဲတဲ့ဩဝါဒမဟုတ်ဘဲနဲ့လူအတွေးလူအချမ်းလူအမြင်လူရဲ့ promote လုပ်ခြင်းအဲ့ဒီဟာတဆေးထဲလိုက်တယ်ယုံကြည်သူရဲ့တက်တာမှာနောက်ဆုံးသောကာလနဲ့ဖြစ်တဲ့အတွက်သတိထားစေခြင်းနဲ့နှုတ်ကပတ်တော်ကိုကြေညက်ကျွန်တော်ဟိုးရင်မဆလာခေကကျွန်တော်ဗမာပြည်မှာစပားဆိုင်တာရွှေဘိုနယ်ဘက်မှာလေစပားဆိုင်တာရွှေဘိုစိတ်ခွန်အဲ့ဟိုဘာစပားတစ်မျိုးပေါ့နော်အဲ့ဒါဘာပြောလဲဆိုတော့တောင်သူလေသမားတွေကိုစောင့်ဖို့အစိုးရထွင်ပေးတာညက်ထွန်စိတ်စဘယ်လိုပဲကျန်းစာကိုလေညက်ထွန်အဲ့ဒါမှအထက်တိုးတယ်ကျင်ညက်တယ်အဲ့ဒါမှဝိညာဉ်ရေးရအရာတွေကိုမြင်တွေ့ရခံစားရတယ်ကိုယ်တိုင်ကျန်းစာပါသူများပြောလိုက်မယုံနဲ့သူများပါဇက်ဖျားမှာပဲလမ်းဆုံးစေနဲ့အတိတ်ကြောင့်ဝိညာဉ်တော်ဖျားနဲ့မိသားဖို့ဝိညာဉ်တော်ဖျားအောင်မေ့ခမီးတော်မေ့အတွင်းထဲမှာခရစ်တော်ရှင်နေတာခရစ်တော်ရဲ့ဝိညာဉ်ရထားတာခရစ်တော်ဝိညာဉ်ရထားတဲ့လူကတရှင်သောဝိညာဉ်တော်ဖော်ပြတယ်တုံ့သိနဲ့ပဲ့ပြင်းနဲ့ကျမ်းစာရေးလက်ခပေးထားတာမဟုတ်ဘူးဘုရားသခင်အဲ့လိုကျမ်းစာပဲအဓိကလို့ကျွန်တော်ပြောချင်တာမဟုတ်ပါဘူးဘုရားသခင်တရှင်သောဝိညာဉ်တော်ကျမ်းစာပြင်ပတွေလုပ်နိုင်တဲ့အရာတွေကျွန်တော်လက်ခံရုံမကောက်ကိုယ်တိုင်လည်းလက်တွေ apply လုပ်တယ်နော်ကျင့်သုံးတယ်ဆိုတော့အတိတ်ကပြောချင်တာလေယုံကြည်သူလွဲစေတယ်လမ်းလွဲမှန်းစေတယ်ဒီຢာတွေကမကောင်းဘူးနှလုံးကမကောင်းဘူးအမှန်တွဲရောပြီးတော့မှလူတွေကိုလှည့်ပြားခြင်းကိုဖြစ်တာမကောင်းလိုင်းပေါ်မှာကျွန်တော်တော်များများမကြည့်ပါဘူးလိုင်းပေါ်မှာကြည့်တာရှားတယ်ကိုလည်းတိတ်တော့ကြည့်မပြောဒါပေမဲ့ဒီကိစ္စကတော့ကျွန်တော်သမီးလေးကဩစတြေးလျနေပြီးတော့ဗီဒီယိုကလစ်လေးပို့ပြီးသူ့ထံမှာ confuse သူဖြစ်နေတာအဲ့တော့သူလိုမျိုးပဲဘယ်နှယောက်မြန်ဖြစ်ပါလိမ့်မလဲကျွန်တော်ထဲထဲမှာခံစားရတယ်ဒါကြောင့်မလို့ဒီဟာလေးကိုကျွန်တော်ကဝင်ငှချင်တာဖြစ်တယ်ထပ်ပြောပါမယ်ဖျားသခင်ရဲ့ဘိသိက်ဟာဝိညာဉ်တော်အားဖြင့်တင့်အပေါ်မှာဖျားကိုယ်တိုင်ဘိသိက်ပေးတာဖြစ်တယ်ဘယ်လိုလူကမှဘိသိက်ပေးတာမဟုတ်ဘူးအဲ့ဒါအတွက်တင်နဲ့ကျွန်တော်ကိုခရစ်တော်အထဲထဲမှာထည့်ပြီးတော့ဝိညာဉ်တော်ကပရိသံပေးထားပြီးသားဖြစ်တယ်ယေရှုခရစ်ဟာဘိသိက်ခံပုဂ္ဂိုလ်ဖြစ်တယ်ဘသူစီမဘိသိက်သွားမယူဘယ်ရာကြောင့်မှသူဘိသိက်ရတာမဟုတ်ဘူးသူ့ကိုဟေရှာယနာဂတိကျမ်းထဲကဘိသိက်ခံပုဂ္ဂိုလ်ဆိုတာပြောပြီးသားဖြစ်တယ်စင်ကြင်နိုင်ကြပါစေတိဆောက်နိုင်ကြပါစေတမာတရားကိုပိုင်းခြားနားလည်ပြီးအသက်တာထဲမှာ realism စစ်မှန်ခြင်းတကယ်စစ်မှန်ခြင်းတဲ့တမာတရားကိုအသက်တာထဲမှာပြင်ဆင်ပြီးတော့တွာလာကြပါစေလို့ကျွန်တော်မြစ်တာနဲ့တိုက်တွန်းဝင်ငှလိုပါတယ်လို့အရောက်တိုင်းပေါ်မှာဖျားခင်တန်ရှင်းသောဝိညာဉ်တော်ရဲ့မှန်သောအလင်းပြပြခြင်းခံစားပြီးအားလုံးကိုကြကောင်းယေရှုရဲ့တွေ့တော်ကြောင့်အပြည့်မလို့ကိပြီယေရှုရဲ့တန်ဆက်တော်ကြောင့်အနာရောဂါပြောင်းကိပြီယေရှုရဲ့ဖြောင်းမစင်ကြောင့်